အားလုံးမင်္ဂလာပါစီးပွား channel ကကြိုဆိုပါရစေအခုရှင်းလင်းပြသမှာကတော့ Google App အသုံးပြုနည်းအခြေခံဖြစ်ပါတယ်ပထမဆုံး Google App install လုပ်ဖို့ဆိုရင် google.com မှာသွားပြီးတော့ Google App ဆိုပြီးရှာကြည့်လိုက်ပါဒီမှာ Google App version ဆိုတာရှိပါတယ်အဲ့ဒီကိုဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ကျွန်တော်တို့ Google App Pro က desktop အတွက်ဒီမှာပေးထားတဲ့အတွက်ဒီကနေဆက်သွားပါမယ်ဒီမှာ download Google App Pro on desktop ဒါကိုနှိပ်ပြီးတော့ download ချရပါမယ်Google App က web version အနေနဲ့လည်းရှိပါတယ်ဒီမှာတော့ကျွန်တော်က desktop version အနေနဲ့ပဲပြမှာဖြစ်ပါတယ် web version က desktop သုံးတဲ့ view တိုင်းလည်း web version ကိုသုံးပြုလို့ရပါတယ်ဒါ download ချပြီးကျွန်တော် install လုပ်ဖို့လိုပါတယ်ကျွန်တော်တို့ဒီမှာ accept and download ကို set နှိပ်ပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ Google ကကြာလာပါလိမ့်မယ်ကြာလာ Google installer ကို install လုပ်ပါ Google ကပွင့်လာတဲ့အခါမှာဒီလိုမျိုးပေါ်လာတတ်ပါတယ်ဒါတော့ start app disk လို့ခေါ်တဲ့ box လေးပေါ့နော်ဒါကအမြဲတမ်းပေါ်လာတတ်ပါတယ်ဒါကိုမပေါ်သေးခြင်းဆိုဒီမှာဖြုတ်လိုက်လို့ရတယ်ပေါ့နော်နောက်တစ်ခါဆိုရင်ဒါမပေါ်တော့ဘူးနော်ဒါဒီမှာကတော့သုံးတဲ့လူတွေလွယ်ကူအောင်လို့ဒီမှာပြထားတယ်ပေါ့နော်ဒီမှာ Google ကိုဘယ်လို Google ကိုဘယ်လိုကြည့်မလဲပေါ့နော်ဒီ Street View ကိုဘယ်လိုကြည့်မလဲစသဖြင့်ဒီမှာလည်းရှိပါတယ်အဲ့တော့ပေါ်လာတဲ့မြင်ကွင်းကတော့တရားနဲ့တရားနဲ့လူချင်းမှလည်းတူလိမ့်မယ်ပေါ့နော်ဒီမှာဆိုကျွန်တော်မြန်မာပြည်ကိုမြင်ရအောင်လုပ်ထားလို့ပေါ့နော်အမြဲတမ်းဒီမှာပေါ်တယ်တချို့လူတခြားနိုင်ငံတွေမှာပေါ်လိမ့်မယ်ဆိုတော့ဒါကတော့ setting တစ်ခုကြောင့်ပေါ့နော်အဲ့လောလောဆယ်ဒီမှာမြင်ရတာတွေကိုအရင်ရှင်းပြမယ်တော့ဒီပေါ်ကတော့ menu bar ပေါ့နော်ဒါက menu bar ပြီးဒီဥစ္စာက2 bar ပြီးရင်ဒီဘက်ကကျွန်တော် side panel ပေါ့နော် side panel 3ခုရှိတယ် search ရယ် placer ရယ် layer ရယ်ဒီမျိုးပေါ့နော်သူ minimize လုပ်ထားလို့ရတယ်ပြီးရင်ဒီအလယ်မှာမြင်ရတာကတော့ map view ပြီးဒီအောက်မှာရှိနေတဲ့ဘိုင်းလေးပေါ့နော်ဒါကကျတော့ status bar လို့ခေါ်တယ် status bar မှာကျွန်တော်တို့ကမြင်နေရတဲ့ပုံရဲ့ date တွေနောက်တစ်ခါ mouse ရဲ့ longitude latitude ဒီနေရာပေါ့နော်ပြီးတကယ်လို့အမြင့်မှာရှိတယ်ဆိုလည်းအမြင့်ပေ mouse နေရာရှိတယ်အမြင့်ပေပြတယ်ပြီးတော့အခုမြင်ကွင်းကဘယ်လောက်အမြင့်ကနေကြည့်နေဆိုတော့ altitude high altitude ပြတယ်ဒီဘက်အစွမ်းဆုံးကဟာလေးကတော့တကယ်လို့ data က download ကျနေဆိုတော့ download ကျနေတဲ့status ကိုပြတယ်menu bar မှာဆိုလည်းပုံမှန်အပြင် file ရှိမယ်သူ့အောက်မှာတင်ထားတဲ့ data တွေဖွင့်ခြင်း open နဲ့ရှိမယ်တင်ခြင်း save ရှိမှာပေါ့နော်ကျန်တာတွေကတော့ခုလောလောဆယ်အရေးမကြီးတော့မပြသေးဘူး edit မှာလည်းအဲ့လိုပဲကျွန်တော် data တွေကိုရှိတယ်ဆို data တွေကိုပွားတာ copy cut and paste လုပ်တာတွေရှိမယ်ပေါ့နော် view menu အောက်မှာ toolbar ကိုဖွင့်ပိတ်လုပ်တာတွေရှိမယ် side bar ဖွင့်ပိတ်တွေရှိမယ်အသုံးများတာရှိမယ်ပြီးရင် status bar လည်းအဲ့လိုပဲ status bar ကိုဖျောက်ထားခြင်း status bar ကိုဖွင့်ပိတ်လုပ်လို့ရတယ်နောက် grid ဆိုတာရှိတယ် grid ကတော့ဒီမှာ longitude latitude grid ပေါ့နော်အပေါ်မူတည်ပြီးပြမယ်ပြီးရင် grid ကိုလည်းဖြုတ်ထားလို့ရတယ်ဒီဘေးမှာ control L လို့ပြထားတဲ့အတွက်ဒါက shortcut လည်းဖြစ်တယ် overview map ကျွန်တော်ကြည့်နေတဲ့နေရာတခါကျ zoom in နဲ့ကြည့်ရင်ဘယ်နားကိုကြည့်နေဆိုတော့ဒီမှာပြတယ်နော်ဒါလည်းလိုအပ်ရင်ဖွင့်လို့ရတယ် scale bar လေးအောက်မှာပြတယ်ပေါ့နော်ကြည့်လို့ကျွန်တော်တို့ scale bar ကscale bar ဒီမှာပြတယ်ပေါ့နော်ကိုကြည့်နေတဲ့ဟာရဲ့ unit အကွာအဝေးကိုမှန်းလို့ရအောင်ပေါ့နော်ဒါဆိုဒီလောက်အကွာအဝေးက92မိုင်ရှိတယ်ပေါ့နော်ဒါက scale လေးချမ်းဒီကျန်တဲ့ဟာတွေကတော့လောလောဆယ်မလိုပါဘူးနော်လေတုကို animation လုပ်ပြတာတော့နေအောင်ကြည့်ကြတာတော့ပေါ့နော်ဒါတွေကိုလောလောဆယ် basic မှာမပြသေးဘူးပေါ့နော်2အောက်မှာရှိတာတွေကဒီမှာ2 bar မှာရှိတာနဲ့အတူတူပဲ2အောက်မှာ ruler ဆိုတာတိုင်းတဲ့ဟာtable ဆိုဇယားတွေ GPS ဒါတွေကတော့သိသုံးနေပါတယ်ပေါ့နော် movie maker ကျွန်တော်ဒီမှာရှိတဲ့2အောက်က ruler ရဲ့ option ဒါတွေကတော့သုံးဖို့လိုလိမ့်မယ်ပေါ့နော်ပြီးတော့ဒီမှာ add ဆိုတဲ့ menu ဒီ menu ကလည်းဒီမှာရှိတာ folder တွေထပ်ထည့်မယ် place mark ဆိုတာ point တွေ path line တွေ polygon ဆိုတာ polygon တိုင်းပဲပေါ့နော်ဒါတွေဆွဲခြင်းဒီမှာထည့်လို့ရ place mark path polygon တွေကနေဆွဲလို့ရတယ် folder ဆိုတော့ဒီ place ရဲ့အောက်မှာ folder နဲ့ organize data တွေ organize လုပ်ခြင်းတဲ့အခါမှာသုံးလို့ရတယ်model တို့ tool တို့ကတော့ဒီ basic မှာမတင်တော့ဘူး model ဆိုတာ 3D model ပုံစံလေးတွေကိုဒီထဲကိုထည့်တာမျိုးပြောတာပါနော် tool ဆိုတာလည်းကျွန်တော်တို့လည်းဒီအပြင်မှာ site scene tool လိုပဲတနေရာကိုရွှေ့ပြောင်းပြတဲ့ animation ပေါ့နော်
photo ဆိုလဲဓာတ်ပုံတွေကိုထည့်ချင်ထည့်လို့ရတာ location ပါတဲ့ဟာတွေနောက်ကမြေပုံတွေကိုထည့်တဲ့ခါကျရင်ဒီပုံမှာတစ်ထပ်တည်းချခြင်း image overlay နဲ့ထည့်လို့ရှိတယ်network link ဆိုတော့အခြားserver တွေကနေလာတဲ့ data တွေကိုreal time ဒါမှမဟုတ်လဲ data fetch လုပ်ခြင်းတဲ့ခါမှာ network link ကိုသုံးတယ်ပေါ့နော်ဆိုဒီမှာတော့အဲ့ဒီဘိုင်းတွေကပါမှာမဟုတ်သေးဘူး2 bar ကိုကြည့်ရင်လဲ2 bar မှာအပေါ်က menu ဟာတွေပဲပြန်ပါတယ်ပေါ့နော်ဒီမှာဆိုရင် side panel on off ပြီးရင်ဒါက place mark point ထည့်တဲ့ဟာpolygon ထည့်တဲ့ဟာဒီမှာတော့ add part လို့ပြောတာပေါ့နော်အဲ့ဒါ line ကိုပြောတာပြီး image overlay မြေပုံတွေအဲ့လိုဟာတွေကိုထည့်တဲ့ဟာပေါ့နော်ပြီး movie recording လုပ်တဲ့ဟာရှိမယ်2 recording လုပ်တာပေါ့နော်အဲ့တော့ဒီမှာကတော့ historical image view မှာလည်း historical image ရှိရမှာအတူတူပဲဒီနှစ်ခုอ่ะပေါ့နော် historical image ဆိုတာဒီထဲမှာမြင်ကွင်းထဲမှာမပြထားတဲ့ပုံအဟောင်းတွေကိုကြည့်ခြင်း historical image ကိုပြလို့ရတယ်ပေါ့နော်ဒါကတော့နေရောင်ကိုကျွန်တော် simulate လုပ်တာဒါတွေကမသုံးသေးဘူး Google မှာ Google အပြင်ရှားဟာတွေပါသေးတယ်။sky ဆိုရင်ဒီကြက်တာယာတွေကိုမြင်ရတဲ့မြင်ကွင်းပေါ့နော်။ Mars ဆိုရင်အင်္ဂါဂြိုလ်ရဲ့ Google ကစား Google Mars ပေါ့နော်အဲ့လိုပေါ့နော် Google Moon ပေါ့အဲ့လိုမျိုးကြည့်လို့ရတယ်။ဒါတွေကတော့ဒီမှာမပါသေးပါဘူး။ပြီးဒီမှာ ruler ရှိမယ်။ ruler ဆိုတာတိုင်းတဲ့ဟာပေါ့နော်။ပြီးတော့ကျွန်တော်သုံးလို့ရှိတာဒီမှာရှိတဲ့ map save image ပေါ့နော်ဒီဟာ save image ဆိုတာကျွန်တော်မြေပုံအဖြစ်သိမ်းတဲ့ဟာပေါ့နော်အချောပြင်ပြီးသိမ်းတဲ့ဟာဒါတွေကတော့ Google ကို web ကို direct သွားခြင်းဒီကနေသွားလို့ရတယ်ပေါ့ Google Map ကိုလည်းသွားလို့ရတယ်Cyber ကိုရှင်းပြမယ်ဆိုရင် Cyber မှာ search panel ရှိတယ်ဒီမှာ search panel မှာထင်ရှားတဲ့မြို့တွေမှတ်သားတွေဒါမျိုးဟာတွေတရားရှာလို့ရဥပမာကျွန်တော်ရန်ရွှေတကုံပေါ့နော်ဒီမှာဆိုရွှေတကုံရှိတယ်ဒါဆိုဒီကို search လုပ်လိုက်ရင်သူတခါတည်းနဲ့ပြပြီးတော့လာပြမှာပေါ့နော်တကယ်လို့နာမည်တွေနှစ်ခုသုံးခုတူတယ်ဆိုရင်တော့ဒီမှာရွေးဖို့တော့ပြလိုက်ပါဘောနော်ဆိုတော့ဒါက search ကတည်းကလုပ်လို့ရှိတယ်ဒါနေပြီးတော့ပြMahamoni Temple အဲ့ဒီမှာ data ကျနေပါတော့ဒီမှာဖြည့်သေးဆို data အခုမရောက်သေးဘူးဆိုတဲ့သဘောပေါ့နော်ဟုတ်ပြီဒါ search နောက်က search ကဒီလက်တိကြည့်လောင်ကြည့်နဲ့လည်းရှာလို့ရထားပါတော့ကျွန်တော်21.5လက်တိကြည့်ပေါ့လက်တိကြည့်ဆိုကျွန်တော် n နဲ့ရိုက်ရမှာပေါ့နော်ပြီးရင်96ဒါမှဒီနမှုရိုက်ရင်လည်းရတယ်အဲ့နေရာကိုလာပြပေးတယ်ပေါ့နော်ဒါကဒီနှစ်ခုကဘယ်လိုရိုက်တော့ရိုက်လို့ရလိမ့်မယ်96ထားပါတော့เนาะကျွန်တော်E ဒါမျိုးလည်းရဒီက E နဲ့ N နဲ့ထည့်ပေးဖို့လိုတာပေါ့နော်ဒါက search bar ပေါ့နော်ဒီ my places မှာတော့သူက default နေဒီ folder အမြဲတမ်းပါတယ်ပေါ့နော် sightseeing tour ဆိုတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာထင်ရှားတဲ့နေရာတွေကိုသူကပြထားပေါ့နော်ဒီမှာတော့ဒီလိုမျိုး click လိုက်ရင်လည်းအဲ့နေရာကိုသူပြတယ်ပေါ့နော်ဒီလောဆယ်ဒါကကိုယ့်အကိုစမ်းကြည့်လို့ရတယ်နော် start tour ဆိုပြီးတော့နေစမ်းကြည့်ပေါ့နော်ဒီမှာတော့ basic မှာမပြတော့ဘူးဒါပိတ်ထားလိုက်temporary places ဆိုတော့ဒါကယာယီပေါ့နော်ဒီမှာကျွန်တော်ပိတ်တဲ့ခါမှာမသိမ်းချင်ဘူးတဲ့ဟာတွေပေါ့ခဏပဲထားချင်ဒီအောက်မှာထည့်လို့ရှိတယ်ပေါ့ဖွင့်တဲ့ data တွေအောက်မှာဖွင့်လို့ရတယ်တကယ်လို့ဒီ my places အောက်မှာ direct ထားလိုက်ရင်တော့သူကသိမ်းသွားတာပေါ့နော် my places ဆိုပြီးအကုန်လုံးအဲ့အောက်ထဲမှာအကုန်လုံးသိမ်းသွားပြန်ဖွင့်လိုက်ရင်အကုန်လုံးပြန်ပေါ်လာတယ်ဒါ temporary ကတော့သူ့အောက်မှာထားတဲ့ data ဖွင့်တဲ့ data တွေဖန်တီးတဲ့ data တွေကိုမသိမ်းဘူးပေါ့နော်ရွှေ့လို့လည်းရဟိုဘက်ဒီဘက်ဒီမှာဆိုလဲကျွန်တော်တို့ကဒီမှာ search ကရှိတယ်ဒီ search ကတော့ my places ထဲမှာရှိတဲ့ data တွေပေါ့ဒီမှာဆိုရင်ကျွန်တော်တို့က data တွေအများကြီးရှိတဲ့ခါကျတော့ဒီကနေရှာလို့ရတယ်ဒီမှာ Eiffel ဆိုရင်ကျွန်တော်ကဒီမှာ data ထဲမှာ Eiffel ရှိလို့ထွက်လာပါတော့ Eiffel Tower ပေါ်လာတယ်ဒီဒါသူပြတယ်အဲ့လိုမျိုးပေါ့နော်ဒါက data ထဲမှာရှာတဲ့ဟာဒါ search ပေါ့နော်ကိုယ် search ဝင်တယ်ဒီကကျတော့ transparency
ဒီ layer ကိုကျွန်တော် transparency ကိုကစားလို့ရတယ်ပေါ့နော်ဒါ on ထားတယ်ဆိုပါတော့ဟောကြမှာကြည့်တာပေါ့နော်ဒါကတော့ point data ဖြစ်နေလို့တကယ်လို့ image ဆိုပါဆိုဒါသူက transparency ပြလို့ရတယ်ဒါ places panel ပေါ့နော်ပြီးရင် layer panel ရှိတယ် layer panel ထဲမှာဒါ default ပါလာတဲ့ဟိုဟာတွေပေါ့နော်ပထမဆုံးကျွန်တော်သိရမှာ terrain ပေါ့နော် terrain ဆိုတာမြေပြင်အနေမြင့် data ပေါ့အဲ့ data ပါမှတော့ရုပ်ကြွပြတာမြေပြင်ကို 3D ကြည့်ချင် terrain ဖွင့်ထားအဲ့ဒါကြောင့်မှ data ကျလာပေါ့နော်တကယ်လို့ terrain ကိုပိတ်ထားရင်သူက flat အနေနဲ့ပဲဟိုပါဒီ smooth surface အနေနဲ့ပဲပြမှာပေါ့နော်ဆိုတော့အသုံးများတာကတွေကဘာတွေရှိလဲဆိုတကယ်လို့ကျွန်တော်တို့ကဒီမှာနိုင်ငံတွေရဲ့ boundary ကိုသိချင်ဒီမှာဖွင့်လို့ရတယ်အဲ့ဒါဆိုနိုင်ငံတွေရဲ့ boundary တက်လာတယ် zoom in လုပ်လိုက်ရင်ဟိုအသေးစိတ်တွေပေါ်လာမှာနော်အဲ့တော့ border ရဲ့ label ဆိုတော့နိုင်ငံတွေရဲ့နယ်နိမိတ်တွေအဲ့ဒီအောက်ချုပ်ရေး unit တွေပေါ့နော်အဲ့ဒါတွေရဲ့နာမည်တွေဒီမှာရှိတယ်နော်ဒါ places ဆိုတာတခြားအဲ့ဒီအောက်မှာမပါဘဲနဲ့ usernet ဒီလိုပဲ information တွေနဲ့ဖြည့်တဲ့ data တွေပေါ့နော်အဲ့ places ဆိုမှာပါတယ်ပေါ်တယ်ဒီမှာတော့ data မကြသေးလို့လည်းဖြစ်နေတယ်ဒီ photo ဆိုလည်းအဲ့လိုပဲ live mode ကနေတင်ထားတဲ့လူတွေရဲ့ photo တွေပေါ့နော်သူတို့ရိုက်ထားတဲ့ဟာတွေဒါမျိုးက photo တွေဒါ Google community ကရိုက်ထားတဲ့ပုံတွေဒါမျိုးကြည့်ချင်နောက်က LAN တွေကိုလည်းကျွန်တော်ဒီမှာဖွင့်ကြည့်လို့ရတယ်LAN တွေရှုပ်နေဒီမှာပိတ်ထားတာပေါ့နော်3D variety ဆိုတာတော့ဒီ 3D ဆွဲထားတဲ့ data တွေရှိရင်ပြတာဟာပေါ့နော်ရွှေတကုံဖျားပေါ့နော်ရွှေတကုံဖျားဒီဟာက 3D ရှိတယ်ပေါ့နော်terrain မှာဖွင့်လိုက်မယ်ရွှေတကုံဖျားဒါ 3D ဖွင့်ထားဆိုရင်တော့ရိုးရိုးပုံပဲပြတယ်ပေါ့နော်ဒါက 3D အဲ့တော့ရာသီဥတုနဲ့ဆိုင်တဲ့အချက်လက်တွေဒီမှာပြလို့ရတယ်တိမ်နေကြည့်လို့ရတယ်ဒါတော့သူကတော့ဟိုအချိန်နဲ့အမျှတော့မဟုတ်ဘူးမဲ့5နာရီကြာပေါ့6နာရီကြာလာတယ်လို့ထင်တယ်ပေါ့နော်နော် gallery အောက်မှာလည်းတခြား data တွေရှိသေးတယ်။တပ်ပုံအကြီးစားရှုခင်းအကြီးစားကြီးတွေကို gigabyte photo အောက်မှာကြည့်နိုင်တယ်။အရင်အသေးစိတ်ပေါ့နော်မြင်ရတယ်။အဲ့လိုပဲကျန်တဲ့အချက်လက်တွေဒီမှာရှိတယ်။စူးစမ်းကြည့်လို့ရတယ်။ Wikipedia စသဖြင့်ဒါမျိုးတွေလည်းရှိတယ်။ဒီမှာကျွန်တော်ကချုပ်မှာဆိုလို့ပိတ်ထားတာပေါ့နော်။ terrain နဲ့ခဏပိတ်ထားတယ်။မြေပုံကျွန်တော်တို့ကကင်တွဲတဲ့ဟာပေါ့နော်လိုအပ်သလိုရွှေ့တဲ့ဟာပေါ့ပထမဆုံးဒီမှာ pan လောက်တယ်ဆိုရင် mouse နဲ့ဖိပြီးတော့ရွှေ့တယ်ပေါ့နော် mouse နဲ့ဖိပြီးရွှေ့တယ် zoom ကိုကျွန်တော်တို့အပေါင်းနဲ့အနှုတ်နဲ့ key တွေလည်းရတယ် mouse wheel နဲ့လည်းရတယ်ဒါ mouse wheel ကိုလှည့်တယ်ပေါ့နော်နောက်ပြန်လှည့်တယ်ရှေ့ပြန်လှည့်တယ်ဒါအပေါင်း key ကိုနှိပ်တယ်အနှုတ် key ကိုနှိပ်တယ်ဒါအပေါင်း key ကိုနှိပ်တယ်ဒါအနှုတ် key ကိုနှိပ်တယ်နောက်တစ်ခါကျွန်တော်တို့လှည့်လို့လည်းရသေးတယ်ပေါ့နော်လှည့်လို့ရတယ်ဆိုဒီမှာကတော့လှည့်မယ်ဆိုကျွန်တော်တို့က shift key ကိုနှိပ်တာပေါ့နော် shift key ကိုနှိပ်ပြီးတော့နှိပ်နော်လှည့်လို့ရတယ်အဲဆိုသူက mouse နေရာကိုစင်တာထားပြီးတော့ဒါဘေးကိုရွှေ့တာနော်ဒါဆိုညာဘယ်ဘက်ကိုလဲနေလို့ဒီလို mouse ကိုညာဘက်ပြန်ရွှေ့ sorry ဘယ်ဘက်ပြန်ရွှေ့တာ clockwise ဖြစ်တာပေါ့နော်အဲ့တော့တကယ်လို့ control key ကိုနှိပ်မယ်ဆိုရင်ရတယ် control key လည်းရတယ်shift တွေ control key တွေနော်ကျွန်တော်တို့ဒီမှာရှိတဲ့ shortcut တွေ shift တွေ control တွေရယ် mouse ရယ် arrow key တွေရယ်များရတယ်ပေါ့နော်အခုဆိုရင် control key နဲ့ arrow key တခုနဲ့နှိပ်နော် left arrow key ဒါအပေါ် arrow key ဒါတစ်လို့ရခေါ်ပါတော့အောက်ကိုပြန်နှိပ်တယ်လက် shift နဲ့လည်းနှိပ်လို့ရတယ်ဒါအောက်ကို arrow key သူကပြပုံတွေကနည်းနည်းတစ်ခုကွဲတယ်ပေါ့နော်ဒါကတစ်လို့တော့ခေါ်တာပေါ့နော်စောင်းကြည့်တာshift နဲ့ right arrow key နဲ့shift နဲ့ left arrow key နဲ့shift နဲ့ down key နဲ့အဲဆိုမြေပြင်ရောက်သွားရပ်သွားပါတော့ down key ဆက်မသွားတော့ဘူးပြီး up arrow key ပြန်နှိပ်တယ်အပေါ်တက်ရောက်ရပ်သွားအဲ့တော့ကျွန်တော်တို့ဒီမှာရှောက်လှည့်ရင်းနဲ့မြောက်ဘက်ကိုပြန်လှည့်ခြင်းတယ်ပေါ့နော်ဆိုဒါက n key ကိုနှိပ်လိုက်တယ်ပေါ့နော် n ဆို not key နောက်တစ်ခုကရှိတာဒီလိုရှောက်ပြီးတော့လှည့်တာဆောင်းလဲဆောင်းတာပေါ့နော်မြောက်ဘက်လည်းတဲ့ခြင်းတယ်အကုန်လုံးလည်းအပေါ်တက်ပြန်ဖြစ်တာ r key လို့ခေါ်တာပေါ့နော် reset key အာကိုနှိပ်လိုက်လေရတယ်
သူအပေါ်တက်တွေကလည်းဖြစ်သွားတယ်မြောက်ဖက်လည်းပြန်လှည့်တယ်ပေါ့နော်နောက်တစ်ခါ navigation ကသူက button တွေနဲ့လည်းမပေါ်တယ်ပေါ့နော်ဒီမှာကျွန်တော်ကပိတ်ထား button တွေမပေါ်ဘူး button တွေကိုဒီမှာပြန်ဖွင့်လို့ရတယ် show navigation ဆိုတော့ never ဆိုတော့မပြနဲ့ပေါ့နော် automatic ကကျွန်တော်တို့အဲ့နားလေးကိုရောက်တဲ့အချိန်ကျမှ mouse ရောက်တော့မှပြတာပေါ့နော် always on ရှိမယ်ဒါဆိုရင်တော့အမြဲတမ်း on တယ်ပေါ့နော်ဒါလည်းအတူတူပဲဒါကဘောကမြောက်ဆိုမြောက်ရက်ကပြတဲ့ဟာဒါကိုကြိုင်ပြီးတော့လည်းအဲ့ဘောကဖိပြီးတော့လည်းလှည့်လို့ရတယ်ပြန်ပြီးတော့နောက်မြောက်ဘက်ကိုပြန်တက်ခြင်းဒါကိုနှိပ်ပေးလိုက်ပေါ့နော်အဲ့လိုပဲဒါတွေက pan လောက်တဲ့ဟာတွေ tick လောက်တဲ့ဟာတွေဒါက pan လောက်တာလက်ဝါးလေးနဲ့ pan လောက်တာ tick လောက်တဲ့ဟာတွေရှိတယ်ဒါက tick လောက်တဲ့ဟာပေါ့နော်ဆောင်းတဲ့ဟာပြန်တက်ခြင်းဒီမှာနောက်အာကီကတော့နေရမှာပေါ့နော်ဒါ zoom ဟာတယ်ဆိုတော့ဒါတွေလည်းသုံးချင်ဒီလိုသုံးလို့ရတယ်ကျွန်တော်ကတခါကျတော့ screen ပေါ်မှာဘယ်လိုအဲ့လိုဖြုတ်ထားတာပေါ့နော်အဲ့ never ပဲဒါမှ compass only ဒါဆိုရင်တော့ရောက်ဖက်ပြတာလေးပဲပြဟုတ်ပြီဒါလိုအပ်ရင်အဲ့လိုဖွင့်လို့ရတယ်